အဝေးကွင်းမှာကလင်းရှိနဲ့နိုင်ပွဲရခဲ့တဲ့အာဆင်နယ်ယမနီယာရွှေ曼ကစားခဲ့တဲ့ဘန်လီနဲ့အာဆင်နယ်တို့ရဲ့ပွဲစဉ်မှာအာဆင်နယ်ကအဝေးကွင်းမှာကလင်းရှိနိုင်ပွဲရအောင်နိုင်ခဲ့ကြောင်းသိရပါတယ်။ဒီပွဲမှာအာဆင်နယ်က 4-5-1 ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီးယောဂရက်စ်ကိုအထောင်ထားကစာကာအဇေထရောဇက်တို့နဲ့တွဲကစားစေခဲ့ပါတယ်။ဒီပွဲမှာပွဲစကလေးကအာဆင်နယ်ဟာဖီကစားနိုင်ခဲ့ပြီးတော့ပွဲချိန်14မိနစ်မှာယောဂရက်စ်ကထောင်းကန်ဘောကနေခေါင်းတိုက်သွင်းယူခဲ့ပြီးတော့ပွဲကိုဦးဆောင်ခဲ့ပါတယ်။အဲဒီကိုရပြီးတော့အာဆင်နယ်ကပဲတိုက်စစ်ဆင်ကစားပြီးတော့စာကာရဲ့ကန်ချက်ထရောဇက်ရဲ့ကန်ချက်တွေကိုဘန်လီတို့ကာကွယ်နိုင်ခဲ့လို့အာဆင်နယ်တို့နစ်နာခဲ့ရတာပါ။ဒါပေမဲ့ပွဲချိန်35မိနစ်မှာရိုက်ကအာဆင်နယ်တို့ဒုတိယကိုသွင်းယူပေးခဲ့ပြီးတော့ပထမပိုင်းကိုဦးဆောင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာအာဆင်နယ်တို့ကပဲဦးဆောင်ကစားခဲ့ပါတယ်။ဒါပေမဲ့ဂိုးထပ်ပြီးတော့မရခဲ့ပါဘူး။ဒုတိယပိုင်းမှာဘန်လီကဂျပွဲလုံးရဲ့ဂိုးပေါက်ကန်သွင်းချက်တစ်ချိန်ကိုရခဲ့ပြီးတော့ဝန်နရီရဲ့ကန်ချက်ကလွဲခဲ့လို့အာဆင်နယ်တို့နစ်နာခဲ့ရပါတယ်။လက်ကျန်ပွဲချိန်ဒီမှာတော့ဘယ်တင်ရမှဂိုးထပ်မသွင်းနိုင်တော့ဘဲနဲ့နှစ်ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။အဲဒီရလဒ်ကြောင့်မလို့အာဆင်နယ်တို့နိုင်ပွဲဆက်နေပြီးတော့အမှတ်ပေးစရာကိုဦးဆောင်ထားနိုင်စေဖြစ်ကြောင်းသိရပါတယ်ခင်ဗျာ။